သူကဖခင်မြတ်တာကိုသူကငတ်မော့သွားတယ်ကိုယ့်ရဲ့အမားတစ်ခုကသူ့အတွက်ဆုံးထုံမှုတစ်ခုဖြစ်သွားတာနော်လွန်ခဲ့တဲ့10နှစ်ကမက်အီကိုပြန်တွေ့ခွင့်ရမယ်ဆိုလို့ရှိရင်ဘာတွေပြောချင်လဲရှင်တအားလို့ဆိုချင်တယ်လိုက်တယ်ကိုယ့်ရဲ့အမားတစ်ခုကသူ့အတွက်ဆုံးထုံမှုတစ်ခုဖြစ်သွားတာနော်ကိုညံနေခဲ့တာပေါ့အဲ့တော့အရင်တော့10နှစ်ကမက်အီကိုတွေ့ခဲ့ရင်အရာစောစီအိမ်တော်မပြည့်ဝဲနဲ့ဘဝမှာကိုစူးစမ်းသင်ယူရမယ့်အရာတွေကိုစားပေးပြီးတော့လုပ်စေချင်တယ်။အေးကိုကြည့်ပြီးတော့တတိချက်စေချင်တယ်။ဘဝမှာအသိပညာမပြည့်စုံမနဲ့ရွေးချယ်တဲ့အရာတစ်ခုက100မှာ80ရာမှားဖို့ကျင်းသေးတယ်။ကိုမှားရင်ကိုရဲ့ generation ကဒီမှားတဲ့ရလက်ကိုသူခံစားရမှာဖြစ်တယ်။အဲ့တော့ငငယ်ရွယ်ရွယ်နဲ့ဒီအိမ်အောင်ပြူတာမျိုးတို့အချစ်ရှာမျိုးအဲ့အမျိုးတွေကိုမလုပ်ပါနဲ့လို့အေးကပြောချင်ပါတယ်။ဟုတ်ကဲ့ပါဟုတ်မနဲ့ဒီလိုပါဝင်ပေးတဲ့အတွက်ကျမလည်းအများကြီးခွန်အားရပါတယ်ကျေးဇူးတူတွေလည်းအများကြီးခွန်အားရမယ်လို့မျှော်လင့်ပါတယ်ပါကြီးဟုတ်အဲ့ဒါပါဝင်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်လို့အမျိုးသမီးတွေအခက်ခဲတဲ့ကြားကနေပေါ့နော်စူးစမ်းပေးနေတဲ့အမျိုးသမီးလေးတွေပုံရိပ်တွေကိုချပြပေးနေတဲ့ဒီ Brave account လည်းအရေးကျေးဇူးအများကြီးတင်ပါတယ်